လန်ရဲ့အစမှာတော့ကျွန်တော်တို့ရဲ့မင်းသမီးအလီကိုထူးထူးခြားခြားပါတီပွဲတက်ဝတ်စုံနဲ့အလှကြီးပြင်ထားတာကိုတွေ့ရမှာပါ။သူမကဘာတီရဲ့ကိုပိုင်သူနာပြုဆိုပေမဲ့ဒီတစ်ခါမှာတော့ဘာတီရဲ့ဟိုတယ်ခရီးစဉ်ကိုပါတီဝတ်စုံလေးနဲ့လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ဒီလိုလှပနေတဲ့အလီနဲ့လူရှုပ်လေးအလွိုင်းတို့ဟိုတယ်မှာစတင်ဆုံတွေ့ပုံကတော့ဇလန်ရဲ့စိတ်ဝင်စားစရာအစပြုခြင်းပါပဲ။တစ်ဖက်မှာလည်းအလွိုင်းတစ်ယောက်ဟိုတယ်ဘားမှာအရက်တောက်ရင်အပန်းဖြေနေတော့အမျိုးသမီးတစ်ယောက်ရဲ့အကွက်ချချင်းကပ်မှုကိုခံလိုက်ရပါတယ်။သူမကအလွိုင်းကိုဇိမ်ခံကားတွေအကြောင်းပြောရင်းမြူဆွဲပါတော့တယ်။မင်းကဇိမ်ခံကားတွေကိုအရန်ကြိုက်တာလားလို့သူမကမေးတဲ့အခါအလွိုင်းကလည်းခက်တီတီပဲကျွန်တော်ကကားတွေကိုတင်သွင်းတာရောပြိုင်တာရောလုပ်တာပါလို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကသူမယောက်ျားကလည်းကားဝဒနာဦးဖြစ်ကြောင်းဒါပေမဲ့မနစ်ကပဲဆုံးသွားပြီဖြစ်ကြောင်းပြောပြီးအလွိုင်းကိုညှို့ယူကဟိုတယ်အခန်းထဲထိပါသွားအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအလီဟာဘတ်နဲ့အတူချင်းဆိုထားတဲ့နေရာကိုရောက်လာပါတယ်။အဲ့ဒီမှာဟူကိုအာဂါဝီလီနဲ့တွေ့ဆုံကြပြီးစီးပွားရေးသမားတွေကြားညှိနှိုင်းမှုတွေလုပ်ကြပါတယ်။ဒါပေမဲ့ဟူကိုကတော့သူနဲ့လာညှိနှိုင်းတဲ့သူတွေကိုစိတ်ပြက်လက်ပြက်နဲ့ပဲဒီအလုပ်ကိုငါမလုပ်နိုင်ဘူး။အခုချက်ချင်းထွက်သွားကြလို့ပြက်ပြက်တတမောင်းထုတ်လိုက်ပါတယ်။အလွိုင်းနဲ့အဲ့ဒီအမျိုးသမီးတို့ဟိုတယ်အခန်းထဲရောက်သွားတဲ့အခါမှာတော့အလွိုင်းရဲ့တကယ်အစီအစဉ်ကပေါ်လာပါတော့တယ်။တကယ်တော့အလွိုင်းဟာဘားမာကလေးကသူမမသိအောင်အရက်ထဲမှာဆေးခတ်ခဲ့တာဖြစ်ပြီးအခန်းထဲရောက်လို့သူမမေးမျောသွားတဲ့အခါမှာတော့ပတ်စံအိတ်ထဲကပတ်စံတွေကိုလိုသလောက်နှိုက်ယူပြီးကြံတာကိုပြန်ထည့်လိုက်ပါတယ်။ဒါပေမဲ့အလွိုင်းပတ်စံယူပြီးဓာတ်လီကားနဲ့ထွက်ပြေးဖို့လှုပ်တုံးမှာပဲထိုးမျိုးသမီးကပြန်နိုးလာပြီးသူမပတ်စံတွေကိုခံရကြောင်းဟိုတယ်လုံခြုံရေးကိုအကြောင်းကြားလိုက်ပါတယ်။ဟိုတယ်တစ်ခုလုံးလုံခြုံရေးတွေရုပ်ရုပ်တဲတဲနဲ့အလွိုင်းကိုလိုက်ရှာပါတော့တယ်။ဒီအချိန်ကိုအလွိုင်းရဲ့တငယ်ချင်း Talks ကသိသွားပြီးအလွိုင်းကိုအသေးအတန်ဖုံးဆက်ပေမဲ့လိုင်းမမိတာကြောင့်တော်တော်လေးစိုးရင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဖုံးဆက်သွယ်မိသွားပြီးအလွိုင်းလည်းဖမ်းမမိအောင်အချိန်မီရှောင်တိန်နိုင်ခဲ့ပါတယ်။အလွိုင်းဟာသူ့ကိုလုံခြုံရေးတွေမတ်မိအောင်အဝတ်စားလဲဖို့အိမ်သားတဲ့ကိုပြေလွှာဝင်လိုက်တဲ့အချိန်မှာတော့မထင်မဖဲအလီနဲ့ဘတ်တို့ကိုဆုံတွေ့ပါတော့တယ်။တကယ်တော့ဘတ်ဟာစီးကြိုယောဂရှိလို့အရေးပေါ်အင်ဆူလင်ထိုးဖို့လိုအပ်နေတာပါ။ဘတ်ကသူဆေးထိုးတာကိုလူမြင်မခံချင်တာကြောင့်အလီကအိမ်သားတဲ့အထိလိုက်ဝင်ပြီးဆေးထိုးပေးနေရတာဖြစ်ပါတယ်။အလီကအိမ်သားရဲ့ရုတ်တရက်ရောက်လာတဲ့အလွိုင်းကိုမြင်သွားပြီးရှင်တခုခုများပြောလိုက်သေးလားလို့မေးလိုက်ပါတယ်။အလွိုင်းကလည်းဘာမှမပြောပါဘူးလို့ခက်ပြက်ပြက်ပဲပြန်ဖြေပြီးအိမ်သားတွေကနေခက်မြန်မြန်ပဲထွက်ခွာလာပါတော့တယ်။အဝတ်စားလဲပြီးဟိုတယ်ကနေခက်တီတီထွက်လာတဲ့အလွိုင်းတယောက်ကံမကောင်းစွာနဲ့ပဲလုံခြုံရေးတွေရဲ့စစ်ဆေးမင်းမြန်းခြင်းကိုခံလိုက်ရပါတယ်။ဒါပေမဲ့ပါးနဲ့အတွက်အလွိုင်းကအဖမ်းမခံပဲသူ့ကိုယ်သူဂျပန်လူမျိုးတယောက်လိုဟန်ဆောင်ပြီးလုံခြုံရေးတွေကိုမျက်လက်ပြဖို့ကြိုးစားပါတော့တယ်။အဲ့ဒီချိန်